1984ခုနှစ်တခြားကလေးတွေဗီဒီယိုဂိမ်းဆော့နေချိန်မှာ12နှစ်ရွယ်ကောင်လေးတစ်ယောက်ကကုတ်တွေရေးပြီးတော့သူ့ကိုယ်ပိုင်ဗီဒီယိုဂိမ်းတစ်ခုကိုဖန်တီးနေခဲ့ပါတယ်။သူကထူးချွန်တဲ့ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီးတော့တခြားကလေးတွေနဲ့မတူပါဘူး။ဒါကြောင့်လည်းသူ့မှာအပေါင်းအသင်းတငယ်ချင်းဆိုတာမရှိသလောက်ပါ။သူကအမြဲတမ်းလိုအနိုင်ကျင့်ခံခဲ့ရ။ဒါပေမဲ့သူကရှုံးမပေးခဲ့ပါဘူး။ဒီနေ့မှာတော့သူဟာဒုံးပြန်နေလျှက်စစ်ကားတွေနဲ့ AA နည်းပညာတွေကိုဖန်တီးပြီးတော့ကမ္ဘာသမိုင်းမှာဘယ်တော့မှမရှိခဲ့ဘူးတဲ့ကမ္ဘာထရီလီယံနာတထေကြီးဖြစ်လာနေပါပြီ။သူကတော့အားလုံးသိကြတဲ့အတိုင်း Elon Musk ပါ။ Elon Musk ကို1982ခုနှစ်တောင်အာဖရိကနိုင်ငံပီတိုရီယာမြို့လေးမှာမွေးဖွားခဲ့ပါတယ်။သူ့ဘခင်ကစစ်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီးတော့သူ့မိခင်ကတော့မော်ဒယ်နဲ့အာဟာရပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ငယ်စဉ်က Elon Musk မှာပြဿနာတစ်ခုရှိခဲ့ပါတယ်။သူကတခါတလေအသိစိတ်လွတ်ပြီးတော့သတိမြင်မျိုးတဲ့အခြေအနေမျိုးတွေရောက်သွားတာမျိုးပါ။အဲ့လိုဖြစ်ပြီးဆိုရင်တော့သူ့ပတ်ဝန်းကျင်မှာဘာတွေပဲဖြစ်နေပါစေ။သူဘာမှမသိတော့ပါဘူး။သူ့ရဲ့မိဘနဲ့ဆရာဝန်တွေကသူနားမကောင်းဘူးလို့ထင်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့အဲ့လိုဖြစ်နေတဲ့အချိန်တွေကသူ့အုံနောက်ဟာစူပါကွန်ပျူတာတစ်လုံးလိုအလုံးလုံးနေတယ်ဆိုတာကိုသိခဲ့ကြရပါတယ်။သူကပြင်ပကဘာကိုအာရုံမစိတ်တော့ဘဲနဲ့သူ့အုံနောက်တစ်ခုလုံးကရှုပ်ထွေးတဲ့အိဒီယာတွေကိုပုံဖော်ဖို့အသုံးချနေတာဖြစ်ပါတယ်။ပြောရရင်တော့သူကောင်းထဲမှာအပြည့်အဝအလုံးလုံးနေတဲ့သိပ္ပံတက်ခွက်ကန်တစ်ခုလိုမျိုးဖြစ်နေတာပါ။ Elon Musk ဟာဆွေတုံချမ်းနေတဲ့သိပ္ပံစိတ်ကူးယဉ်စာအုပ်တွေကိုဖတ်ရင်အချိန်ကုန်လို့ရှိပါတယ်။ဒီစာအုပ်တွေကသူ့ကိုရမ်းမဲ့ညံကောင်းစေခဲ့ပြီးတော့တညမှာဆိုရင်သူ့ဝမ်းခွဲညီကိုတွေနဲ့အပြင်မှာစော့နေတော့သူတို့တဲကတယောက်ကအမောင်ကိုကြောက်တယ်လို့ပြောတော့ Elon Musk ကအမောင်ဆိုတာအလင်းရောင်မရှိတဲ့အခြေအနေတက်တက်ပါပဲလို့ပြန်ပြောခဲ့ပါတယ်။ Elon Musk ကအခုလိုပဲအမြဲတမ်းရုပ်တည်ရှိရှိနဲ့အမှန်တရားကိုပဲပြောတတ်တာကြောင့်တခြားကလေးတွေကသူ့ကိုမကြိုက်ကြပါဘူး။ပြီးတော့လည်းကျောင်းမှာအမြဲတမ်းလိုအနိုင်ကျင့်ခံခဲ့ရပါတယ်။တခါကဆိုရင်ကျောင်းသားအုပ်စုတစုကသူ့ကိုလှေခတစ်ပုံကနေတွန်းချပြီးတော့စိတ်ယုံတက်ရတဲ့အထိရိုက်နှက်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီဖြစ်တဲ့အားလုံးက Elon Musk ကိုပို့ပြီးတော့ကြန့်ခိုင်လာစေပါတယ်။နာကျင်မှုနဲ့အခက်အခဲတွေကိုပို့ပြီးတော့ခံနိုင်ရရှိလာပါတယ်။သူ့အသက်ရှင်တဲ့အထိ Elon ရဲ့မိသားစုကပျော်ရွှင်စရာဖြစ်ခဲ့ပါတယ်။ဒီတဲ့ပုံကတော့အဲ့ဒီပျော်ရွှင်စရာကောင်းတဲ့အချိန်တုန်းကပြထားခဲ့တဲ့ပုံပါ။ဒါပေမဲ့တနေ့အတွင်းမှာပဲအရာအလုံးပြိုလဲသွားခဲ့ပါတယ်။သူ့မိဘတွေကခွာရှင်းလိုက်ကြတာပါ။ဒါပေမဲ့ Elon ကတော့သူ့ဘကိန်းနဲ့ပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။အသက်10နှစ်အရွယ်မှာပဲသူကကွန်ပျူတာတစ်လုံးကိုဈေးဝယ်စင်တာမှာပထမဆုံးမြင်ခဲ့ရပြီးတော့အရန်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်။ဒါကြောင့်သူ့ဘခင်ကိုဝယ်ပေးဖို့အတင်းတောင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကအဲ့ဒီ 5KB မှတ်ဉာဏ်လောက်ပဲရှိတဲ့ကွန်ပျူတာကိုရခဲ့ပြီးတော့ basic programming ရင်းနှီးစာအုပ်ကိုပါရရှိခဲ့ပါတယ်။ဒီစာအုပ်ကို6လနဲ့ပြီးအောင်သင်ရမှာဖြစ်ပေမဲ့ Elon ကတော့အဲ့ချိန်တော့မပေးဘဲနဲ့3ရက်တန်းနဲ့သင်ခန်းစာအလုံးကိုပြီးအောင်လေ့ကျင့်လုပ်ဆောင်ခဲ့ပါတယ်။1984ခုနှစ်အသက်12နှစ်အရွယ်မှာ Elon ဟာအဲ့ဒီကွန်ပျူတာနဲ့ Blaster လို့ခေါ်တဲ့ဗီဒီယိုဂိမ်းတစ်ခုကိုဖန်တီးခဲ့ပါတယ်။ဒီဂိမ်းကဂျိုးသားသင်္ဘောတွေကိုကိုယ်အာကာသယာဉ်နဲ့ပြန်ပြီးတော့ပြည့်ရတဲ့ဂိမ်းပါ။သူကဒီဂိမ်းကိုကုမ္ပဏီတစ်ခုစီ$900နဲ့ရောင်းခဲ့ပါတယ်။ဒါကသူ့ရဲ့ပထမဆုံးစီးပွားရေးလုပ်ငန်းပါပဲ။အထက်တန်းကျောင်းတက်နေတဲ့အချိန်မှာ Elon ဟာတခြားကလေးတွေထဲပိုတော်တယ်ဆိုတာသိလာပြီးတော့သူ့ရည်ချင်းတွေကိုအတိအမှတ်ပြုနိုင်မဲ့နိုင်ငံတစ်ခုရှိနေမယ်လို့ယူဆခဲ့ပါတယ်။ဒါကတော့အမေရိကပါပဲ။ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာကနေဒါကိုအရင်သွားဖို့စီစဉ်ခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ကနေဒါနိုင်ငံသားဖြစ်တဲ့သူ့မိတ်ဆွေတယောက်ရှိနေပြီးတော့ကနေဒါဥပဒေအရသူသားသမီးတွေကိုနိုင်ငံသားဖြစ်ခွင့်လွှဲပေးနိုင်လို့ပါ။ဒီလိုနဲ့အသက်18နှစ်အရွယ်မှာ Elon ဟာကနေဒါကိုထွက်သွားခဲ့ပါတယ်။ကနေဒါမှာတော့သူဝမ်းခွဲတွေနဲ့နေပြီးအလုပ်သေးသေးလေးတွေလုပ်ခဲ့ပါတယ်။1989ခုနှစ်မှာတော့သူ့မိခင်နဲ့မောင်ဖြစ်သူကမ်ဘယ်ကလည်းကနေဒါကိုပြောင်းလာခဲ့ကြပါပြီ။အဲဒီအချိန်မှာ Elon က Queen တက္ကသိုလ်ကိုတက်ခွင့်ရခဲ့ပါတယ်။နှစ်နှစ်အတွင်းမှာပဲသူကအမေရိကန်မှာရှိတဲ့ Pennsylvania တက္ကသိုလ်ကိုပြောင်းပြီးတော့တက်ခွင့်ရခဲ့ပါတယ်။နောက်ဆုံးမှာတော့အမေရိကန်မြေကိုခြေချခွင့်ရခဲ့ပါပြီ။1995ခုနှစ်မှာကောလိပ်ပြီးတဲ့နောက် Elon နဲ့သူ့ညီကမ်ဘယ်တို့ကသူတို့ကိုယ်ပိုင်လုပ်ငန်းလေးစဖို့စီစဉ်ခဲ့ကြပါတယ်။အဲဒီအချိန်မှာအင်တာနက်ကလူတွေကြားထဲကိုအနည်းနဲ့အမြန်ရောက်ရှိလာနေပါပြီ။ဒါပေမဲ့ဒေတာရင်းလုပ်ငန်းတွေစိတ်တွေကိုရှာဖို့ဆိုရင်တော့လူတွေကမြို့နယ်လဲထုတ်ထားတဲ့လမ်းညွန်စာအုပ်တွေကိုပဲကြည့်နေရတော့ပါ။လမ်းညွန်ချက်တွေရဆိုရင်လည်းစာရွက်မြေပုံတွေကိုကြည့်ရတာဒါမှမဟုတ်တခြားသူတွေကိုမေးနေရတာမျိုးပေါ့။ဒါကိုမြင်တော့ Elon Musk ကစိတ်ကူးတစ်ခုရလာပါတယ်။လုပ်ငန်းတွေအတွက် online စာရင်းတစ်ခုလုပ်ပေးရင်ရောမြို့မှာရှိတဲ့လုပ်ငန်းအားလုံးကိုစားတောက်ဆိုင်ဟိုတယ်ဆရာဝန်ဆိုပြီးခေါင်းစဉ်ခွဲပြီးစာရင်းသွင်းထားမယ်။အဲ့လိုဆိုရင်လူတွေကလွယ်လွယ်ကူကူရှာနိုင်မှာပေါ့။လမ်းပြမြေပုံလည်း online မှာပါလာမှာပါ။ Elon နဲ့ကမ်ဘယ်တို့ကအဲ့ဒီလိုနဲ့အခန်းသေးသေးလေးငှားပြီးတော့ဒီ idea ကိုစတင်တည်ဆောက်ခဲ့ကြပါတယ်။သူတို့ရဲ့ကုမ္ပဏီနာမည်ကိုတော့ Zip2 လို့နာမည်ပေးခဲ့ပါတယ်။ Elon ကတော့နေရောညပါကုတ်တွေရေးပေးပါတယ်။ကမ်ဘယ်ကတော့ဆိုင်ရှင်တွေကို Zip2 မှာစာရင်းသွင်းဖို့တအိမ်တဆင်းလိုက်လံစည်းရုံးခဲ့ပါတယ်။တနေ့တွင်းမှာပဲ Zip2 ကုမ္ပဏီကကြီးထွားလာခဲ့ပါတယ်။ပလက်ဖောင်းကပိုကောင်းလာပြီးတော့ဖောက်သည်တွေကလည်းမြန်မြန်ဆန်ဆန်တိုးလာပါတယ်။နောက်ပိုင်းမှာ Zip2 ဟာတခြားကုမ္ပဏီတွေရဲ့ software တွေပါတည်ဆောက်ပေးခဲ့ပါတယ်
အဲ့လိုဖြစ်လာပြီးတော့ကုမ္ပဏီကဒေါ်လာ3သန်းနောက်ပြီးဒေါ်လာသန်း50ထိရန်ပုံငွေရရှိခဲ့ပါတယ်1999ခုနှစ်မှာတော့အင်တာနက်ခေတ်ဟာထွက်ထိုက်ဖို့ရောက်ရှိနေပြီးတော့ကုမ္ပဏီကြီးတွေကလည်း start တဲ့ကောင်းကောင်းတွေကိုဝယ်ယူဖို့စိတ်အားထက်သန်နေကြပါတယ်ဒီအချိန်မှာပဲကွန်ဘတ်ကစစ်တူးကိုဒေါ်လာ38သန်းနဲ့ဝယ်ယူခဲ့ပါတယ်ရှယ်ယာတွေအတွက်အီလွန်ကဒေါ်လာ22သန်းရခဲ့ပါတယ်ဒီလိုနဲ့အသက်28နှစ်အရွယ်မှာအီလွန်မတ်ဟာမီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပါပြီအီလွန်ဟာဒီငွေတွေနဲ့အငိမ့်စားယူလို့ရပေမဲ့စစ်တူးရဲ့အောင်မြင်မှုမှာသူ့အတွက်တော့အနာဂတ်ရဲ့တရားခိုင်နှုန်းတောင်ရှိသေးဘူးလို့ဆိုပါတယ်ကောလိပ်ကျောင်းတက်နေတော့ Nova Scotia ဘဏ်မှာအီလွန်မတ်ကအင်တာရှယ်စင်းရင်းနဲ့ဘဏ်လုပ်ငန်းတွေကအရန်မဲ့နှိပ်ကွေးပြီးတော့ခက်နောက်ကျနေတယ်ဆိုတာသတိထားမိခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူကဘဏ်လုပ်ငန်းလောကကိုပြောင်းလဲပစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူရည်မှန်းချက်ကဘဏ်လုပ်ငန်းတွေရဲ့ကဏ္ဍအားလုံးကိုငွေပေးချေမှုရင်းနှီးမြှုပ်နှံမှုချင်းငွေနဲ့စုဆောင်းငွေစည်းရင်းတွေကိုရုပ်ပိုင်းဆိုင်ရာအပြင်ပန်ခွဲတွေမလိုဘဲနဲ့ online မှာတွေအပြည့်အဝလှုပ်ဆောင်နိုင်ဖို့ပါဒီမှန်းချက်နဲ့ပဲသူကဒေါ်လာ12သန်းရင်းနှီးမြှုပ်နှံပြီးတော့1999ခုနှစ်မှာ X.com ကိုစတင်တည်ထောင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်ကလူတွေက online ကနေပစ္စည်းဝယ်ဖို့တောင်မယုံကြည်ကြသေးပါဘူး online မှာလုပ်ငန်းဆိုတော့ပြောစရာတောင်မလိုခဲ့ပါဘူးဒါကြောင့်လည်းပဲ Elon Musk တွေဖောက်တယ်တွေရဖို့အရန်ကိုခက်ခဲခဲ့ပါတယ်ဒီလိုနဲ့ Elon ကအကြံကောင်းတစ်ခုထုတ်ခဲ့ပါတယ်သူကအကောင့်သစ်ဖွင့်တဲ့ user တိုင်းကိုဒေါ်လာ20ခမဲ့ပေးခဲ့ပါတယ်ဒီဒေါ်လာ20ကိုဖောက်တယ်တွေကချက်ချင်းသုံးချနိုင်တယ်နောက်ပြီးတခြားသူတွေကိုခေါ်လာပေးရင်တော့$10ထပ်ပြီးတော့ပေးပါသေးတယ်ဒီနည်းဗျူဟာကအရန်အောင်မြင်တာကြောင့်2လအတွင်းမှာပဲ X.com ဟာ user 2သန်းအထိရရှိသွားခဲ့ပါတယ်ဒါပေမဲ့ပြဿနာက Elon Musk တယောက်တည်းဒီ online ဘဏ်လုပ်ငန်းကိုလုပ်နေတာမဟုတ်ပါဘူးအဲ့ဒီချိန်လောက်မှာပဲ Peter Thiel ဆိုတဲ့လူငယ်လုပ်ငန်းရှင်တယောက်ကလည်း PayPal ဆိုတဲ့ online ဘဏ်ကိုစတင်တည်ထောင်နေပြီဖြစ်ပါတယ်ကုမ္ပဏီနှစ်ခုလုံးကတစ်ခုနဲ့တစ်ခုပြင်ဆင်ဖို့ marketing အတွက်ပိတ်ဆန်နေအများကြီးသုံးခဲ့ကြပါတယ်ဒါပေမဲ့2000ပြည့်နှစ်အစမှာတော့သူတို့ဒီတိုင်းဆက်တိုက်နေရင်ကုမ္ပဏီနှစ်ခုလုံးပျက်စီးသွားလိမ့်မယ်ဆိုတာသဘောပေါက်ခဲ့ကြပါတယ်ဒါနဲ့မန်လာမှာကုမ္ပဏီနှစ်ခုပေါင်းလိုက်ကြပါတယ်Elon Muskဟာကုမ္ပဏီသစ်ရဲ့အကြီးဆုံး share နဲ့ CEO ဖြစ်လာပြီးတော့ကုမ္ပဏီနာမည်ကို X.com လို့ခေါ်ခဲ့ကြပါတယ်Elon နဲ့ PayPal တည်ထောင်သူတွေကြားတဲ့သဘောထားကွဲလွဲမှုတွေအများကြီးဖြစ်လာခဲ့ပါတယ်Elon ကသူ့ကုမ္ပဏီနာမည်ကို X.com လို့ထားခြင်းပေမဲ့ဝန်ထမ်းတွေနဲ့ဖောက်တယ်တွေကတော့ PayPal ဆိုတဲ့နာမည်ကိုပိုချိတ်ကြပါတယ်ဒါအပြင် Elon ရဲ့စီမံခန့်ခွဲမှုပုံကလည်းတော်တော်လေးကိုခက်ထန်ပါတယ်သူကဝန်ထမ်းတွေကိုအဓိကစောင့်ကြည့်ပြီးအမှားလုပ်ရင်လည်းလူတွေရှိမှပဲစိုးဆုံးမှလည်းရှိပါတယ်ပုံမှန်ဆိုရင်ရက်တော်ချမှာပြီးမဲ့လုပ်ငန်းကိစ္စတွေကို Elon ကနာရီပိုင်းအတွင်းမှာပြီးဖို့မျှော်လင့်လေးရှိပါတယ်အဲဒီချိန်လောက်မှာပဲ Elon ကသူရေးသားဟောင်း Justin နဲ့လက်ထပ်ခဲ့ပြီးတော့2000ပြည့်နှစ်စက်တင်ဘာလမှာပြားရည်စံခရီးဖြစ် Australia ကိုတွားခဲ့ကြပါတယ်ဒီအချိန်ကိုခွန်ကောင်းယူပြီးတော့ကုမ္ပဏီရဲ့အကြီးအကဲမှုဆောင်တွေနဲ့ဒါရိုက်တာဖွဲ့ကသူ့ကို CEO ရာထူးကနေဖယ်ရှားလိုက်ပြီးတော့ Peter Thiel ကို CEO အသစ်ဖြစ်ခန့်လိုက်ကြပါတယ်Elon ပြန်ရောက်လာတဲ့ချိန်မှာအစွမ်းကုန်ထိန်းချုပ်ဖို့စ조사ခဲ့ပေမဲ့အောင်မြင်မှုတော့မရခဲ့ပါဘူးဒါပေမဲ့သူက PayPal ရဲ့အကြီးဆုံး share ရှင်ဖြစ်တော့ဆက်ရှိနေခဲ့ပါတယ်ကံကောင်းစွာနေပဲ Peter Thiel ရဲ့ဥဆောင်မှုအောက်မှာ PayPal ကလည်းတိတိတသာတိုးတက်လာခဲ့ပြီးတော့2002ခုနှစ်မှာ eBay က PayPal ကိုဒေါ်လာ1.5 ဘီလီယံနဲ့ဝယ်ယူခဲ့ပါတယ်ဒီရောင်းဝယ်ကနေ Elon Musk ကစုစုပေါင်းဒေါ်လာသန်း180ထိရရှိခဲ့ပါတယ်PayPal အောင်မြင်ပြီးတဲ့နောက်မှာ Elon Musk ဟာစီလီကွန်တောင်ကြားမှာအောင်မြင်ဆုံးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါပြီဒါပေမဲ့အဲ့ဒီချိန်မှာပဲ Elon Musk ရဲ့ဘဝမှာဝမ်းနည်းစရာအဖြစ်ဆိုးတစ်ခုကြုံခဲ့ရပါတယ်ဖျားနာမှုတစ်ခုကြောင့်သူ့ရဲ့2လခွဲရဲ့သားလေးကိုထာဝရဆုံးရှုံးလိုက်ရတာပါဒီဖြစ်ရပ်က Elon Musk ကိုအကြီးအကျယ်ထိခိုက်သွားစေခဲ့ပါတယ်သူကအိမ်မှာလက်ဟာနေတဲ့ပကက်ကိုမကြည့်ရတာကြောင့်3ပတ်ကြာတဲ့အထိအိမ်ပြန်မလာခဲ့ပါဘူးငယ်ငယ်ကသူအနိုင်ကျင့်ခံရတဲ့တန်းကိုစာအုပ်တွေနဲ့ program ရေးတာတွေမှာအာရုံလွှဲပြီးဖြည့်ရှင်းခဲ့တယ်လို့ပဲအခုလည်းပဲသားလေးဆုံးရှုံးရတဲ့ဝမ်းနည်းမှုကိုအလုပ်တွေထဲမှာပဲမြုပ်ပြီးတော့ဖြည့်ရှင်းခဲ့ပြန်ပါတယ်2000ခုနှစ်အသက်30အရွယ်မှာ Elon ဟာသူထပ်ပြီးပြောင်းလဲပြစ်နေမဲ့လုပ်ငန်းတစ်ခုကိုရှာဖွေခဲ့ပါတယ်ငယ်စဉ်ကတည်းကသူအာကာသကိုအရန်စိတ်ဝင်စားပြီးတော့ဒုံးမြတ်ငယ်လေးတွေတိစောက်ပြီးလွတ်တင်နေရှိပါတယ်ဒါကြောင့်သူကအာကာသကဏ္ဍကိုစူးစမ်းခဲ့ပါတယ်ဒီနေ့မှာတော့သူ့စိတ်ထဲမှာဘာလို့လူသားတွေအင်္ဂါဂြိုဟ်ကိုမရောက်ရသေးတာလဲဆိုတဲ့မိကွန်းတစ်ခုစတင်ဝင်ရောက်လာပါတယ်သူက NASA ရဲ့ website ကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ NASA မှာအင်္ဂါဂြိုဟ်ကိုသွားဖို့တိကျတဲ့စီမံကိန်းတွေမရှိတာကိုတွေ့လိုက်ရပါတယ်ဒီချိန်မှာပဲသူကနောက်ထပ်လုပ်မဲ့အလုပ်ကအင်္ဂါဂြိုဟ်ကိုစူးစမ်းဖို့လို့ဆုံးဖြတ်လိုက်ပါတယ်Elon ဟာကမ္ဘာတော်ဆုံးဒုံးပျံသိပ္ပံပညာရှင်တွေနဲ့တွေ့ဆုံပြီးတော့ဒုံးပျံသိပ္ပံစာအုပ်တွေကိုအလွဲရလို့နှီးပါထိလေ့လာခဲ့ပါတယ်Elon ဟာ Let's Do Mars ဆိုတဲ့ foundation ကိုတည်ထောင်ခဲ့ပြီးတော့ Mars Oasis project ကိုစတင်ခဲ့ပါတယ်သူရဲ့အဓိကရည်ရွယ်ချက်ကတော့အင်္ဂါဂြိုဟ်ပေါ်ကို PR ပေးထားတဲ့ဖန်လုံအိမ်တစ်ခုကိုပို့ပြီးတော့အဲ့ဒီမှာပထမဆုံးအပင်ပအောင်လုပ်ဖို့ပါပဲသူရည်ရွယ်ချက်ကအင်္ဂါဂြိုဟ်ပေါ်မှာအသက်ရှင်သန်နေတယ်ဆိုတာကမ္ဘာကိုသက်သေပြဖို့ပါပဲအာကာသစူးစမ်းလေ့လာရေးပေါ်ကမ္ဘာစိတ်ဝင်စားမှုကိုပြန်လည်နှိုးဆွပေးခြင်းခဲ့တာပါElon ရဲ့အစီအစဉ်ကရုရှားကနေလက်ချင်းပြဒုံးကျည်တွေကိုဝယ်ပြီးလွှတ်တင်တဲ့ခြင်းဖြစ်သုံးဖို့ပါ
သူအာကာသပညာရှင်တချို့နဲ့ရုရှားကိုခီးသွားခဲ့ပေမဲ့ရုရှားတွေနဲ့ညှိနှိုင်းမှုမှာတော့တိတ်ပြီးတော့အဆင်မပြေခဲ့ပါဘူးရုရှားတွေကသူ့အသေးရဲ့ကြောင့်အီလွန်ကိုတိတ်ပြီးတော့အလေးမထားခဲ့ပါဘူးအီလွန်ကဒုံးကျည်3စင်းကိုဒေါ်လာ30နဲ့ကိုပို့သွားခဲ့ပါတယ်ဒါပေမဲ့ရုရှားတွေကဒုံးကျည်တစ်စင်းကိုပဲဒေါ်လာ22တန်ဈေးခေါ်ခဲ့ပါတယ်အီလွန်နဲ့သူ့အဖွဲ့ကရုရှားစီကဒုံးကျည်မျှော်လင့်တာအထိပ္ပယ်မရှိဘူးဆိုတာသိလိုက်ရပါတယ်ပြန်လာတဲ့လေယာဉ်ပေါ်မှာသူ့အဖွဲ့ကဆက်ပြက်လက်ပြက်ဖြစ်နေချိန်မှာအီလွန်ကတော့လက်တော့ပေါ်မှာအလှုပ်ရှုပ်နေခဲ့ပါတယ်ခဏကြာမှာပဲသူကသူ့အဖွဲ့ကိုငါတို့ဒုံးပြန်တွေကိုကိုယ်တိုင်နဲ့တိစောက်မယ်လို့ပြောလိုက်ပါတယ်သူကလက်တော့ပေါ်မှာကုန်ကျန်းပစ္စည်းတွေထုတ်လုပ်မှုတက်ဆင်မှုနဲ့လွှတ်တင်စရိတ်တွေကိုတွက်ချက်ပြီးသားပါဒုံးပြန်တစ်ခုတိစောက်ဖို့လိုအပ်တဲ့ကုန်ကျန်းစရိတ်ကဒုံးပြန်တစ်ခုလုံးကုန်ကျစရိတ်ရဲ့200ခန့်လုံးကနေ300ခန့်လုံးလောက်ပဲရှိတာကိုသူသတိထားမိခဲ့ပါတယ်ကျန်တဲ့စရိတ်တွေကတော့ဒီဇိုင်းနဲ့ထုတ်လုပ်မှုပုံစံပိုကောင်းအောင်လုပ်ခြင်းအပြင်လျှော့ချလို့ရပါတယ်အာကာသလုပ်ငန်းမှာတကယ်ပြဿနာကဘယ်သူမှမသွားချင်တာမဟုတ်ဘဲနဲ့လူသားတွေမှာတတ်နိုင်တဲ့ဒုံးပြန်မရှိတာပဲဆိုတာအီလွန်မက်ကနားလည်သွားခဲ့ပါတယ်။ဒါကြောင့်ပဲသူကအာကာသလုပ်ငန်းကိုပြောင်းလဲပစ်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ဒီလိုနဲ့ SpaceX စတင်ပေါ်ပေါက်လာခဲ့တာပါ။2002ခုနှစ်ဇွန်လမှာအီလွန်မက်က9000ခွဲစတူဒီယံပေရှိတဲ့ဂိုဒေါင်တစ်ခုကိုဝယ်ပြီးတော့ခေတ်မီတဲ့ဒုံးပြန်စက်ရုံဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။ဘိုးရင်နဲ့ NASA တို့လိုအဖွဲ့အစည်းတွေကနေကမ္ဘာအကောင်ဆုံးဒုံးပြန်သိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေကိုငှားရမ်းခဲ့ပါတယ်။သူတို့မှာတခုတည်းသောတာဝန်ရှိပါတယ်။အာကာသလုပ်ငန်းမှာအသက်သာဆုံးတဲ့အမြန်ဆုံးဒုံးပြန်တွေကိုတိစောက်တဲ့ကုမ္ပဏီဖြစ်လာဖို့ပါဒါကိုရဖို့အီလွန်ကတီထွင်မှုအသစ်တွေအများကြီးသုံးခဲ့ပါတယ်တခြားအာကာသကုမ္ပဏီတွေကဒီဇိုင်းတွေတိစောက်တဲ့ဘက်ကိုခွဲထားခဲ့ပေမဲ့ SpaceX ကတော့အဖွဲ့နှစ်ခုလုံးကိုအတူတူလုပ်စေခဲ့ပါတယ်ဒါကအချိန်ကုန်သက်သာစေပြီးအမှားတွေကိုလည်းလျှော့ချပေးပါတယ်ပြီးတော့ SpaceX က vertical integration ကိုသုံးခဲ့ပါတယ်ဆိုလိုတာကအရင်ကတတိယဖွဲ့စည်းစီကနေဝယ်ရတဲ့ engineစီတန်ကီနဲ့ဘက်ထရီတွေကို SpaceX ကကိုယ်တိုင်ပဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တခြားရောင်းချသူတွေကနှိကွေးပြီးတော့ဈေးလက်ကြီးလို့ပါ။နောက်ဆုံးမှာတော့အီလွန်ကတခြားကုမ္ပဏီတွေဟာဒုံးပြန်စိုက်ပိန်းတစ်ခုစီအတွက်2ဆ3ဆလောက်ပိုသုံးနေတာကိုသတိထားမိခဲ့ပါတယ်။အဲဒီအတိုင်းတာကိုပဲဈေးသက်သာတဲ့စိုက်ပိန်းတွေနဲ့လုပ်လို့ရတာကိုဒီလိုနဲ့အီလွန်မတ်ဟာ SpaceX ရဲ့ပထမဆုံးဒုံးပြန်ကို Falcon 1လို့နာမည်ပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာတခြားကုမ္ပဏီတွေကပစ္စည်း600ကီလိုဂရမ်ကိုအာကာသထဲပို့ဖို့ဆိုရင်ဒေါ်လာ180လောက်ယူကြပါတယ်။အီလွန်ကတော့အဲ့ဒီပစ္စည်းတွေကိုဒေါ်လာ9တန်းနဲ့ပို့ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ SpaceX ရဲ့ပြစ်မှတ်ကတော့တစ်နှစ်အတွင်း Falcon 1ကိုလွှတ်တင်ဖို့ပါ။ဒါပေမဲ့အားထုတ်မှုတွေကြားထဲကပဲပြင်ဆင်ဖို့4နှစ်အထိကြာခဲ့ပါတယ်။နောက်ဆုံးမှာတော့2006ခုနှစ်ဒုံးပြန်လွှတ်တင်မဲ့နေ့ကိုရောက်ရှိလာခဲ့ပါပြီ။ပေ90မြင့်နဲ့ငွေရောင် Falcon 1ဟာလွှတ်တင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။လွှတ်တင်ဖို့တဲ့ခေါ်ဒေါင်းရေးပြီးတဲ့နောက်မှာတော့ဒုံးပြန်ကပြန်တက်လာပါတယ်။ဖွဲ့သားတွေအားလုံးကပျော်ရွှင်ခဲ့ကြပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလို25စက္ကန့်အကြာမှာပဲမတော်တဆမှုဖြစ်သွားခဲ့ပါတယ်။ CEO စိတ်မှုတေးသေးလေးတစ်ခုကြောင့်ပဲအင်ဂျင်နီယာမှာမီးလောင်ပေါက်ကွဲခဲ့ပါတယ်။ Falcon 1ကထိန်းချုပ်မှုလွတ်သွားပြီးတော့ပြတ်ကျသွားခဲ့ပါတယ်။အီလွန်နဲ့သူ့ဖွဲ့သားတွေကသူတို့ရဲ့အိမ်မက်တွေမီးထဲပါသွားတော့ကိုမျက်မြင်ကိုယ်တွေ့ကြည့်နေခဲ့ရပါတယ်။ဒါပေမဲ့သူတို့ကရဲစွမ်းသက်တည်မွေးပြီးတော့ဒုတိယကြိမ်လွတ်တင်ဖို့ချက်ချင်းပဲပြင်ဆင်ခဲ့ပါတယ်။အဲဒီလိုပြင်ဆင်တာကတစ်နှစ်တိကြာသွားခဲ့ပါတယ်။ဒီချိန်မှာတော့လွတ်တင်ပြီး3မိနစ်ကြာတဲ့အထိအကုန်လုံးကပုံမှန်တိုင်းပါပဲ။ပထမဆင့်ခွဲတက်တာကလည်းအဆင်ပြေပါတယ်။ဒါပေမဲ့ဒုတိယဆင့်မှာအင်ဂျင်ကစောပြီးတော့ပိတ်သွားခဲ့ပါတယ်။ရလက်အနေနဲ့ကတော့ Falcon 1ဟာလေထဲမှာလဲပြီးနောက်တစ်ချိန်ပျက်စီးသွားခဲ့ပြန်ပါတယ်။အီလွန်မတ်တယောက်အရန်စိတ်ထိခိုက်သွားပေမဲ့သူကအောင်မြင်မှုနဲ့ရန်နှိစက်နေပြီဆိုတာသိနေခဲ့ပါတယ်။ဒါကြောင့်တတိယကြိမ်အတွက်ဆက်ပြီးတော့ပြင်ဆင်ခဲ့ပြန်ပါတယ်။2008ခုနှစ်ဩဂုတ်လမှာ Falcon 1ရဲ့တတိယကြိမ်စ조사မှုဖြစ်လာခဲ့ပါတယ်။အောင်မြင်မှုကတော့အရင်တစ်ခေါက်ကလိုပဲလက်ထဲကနေလွတ်သွားပြန်ပါတယ်။အမောင်ရင်လေးတစ်ခုကြောင့် Falcon 1ဟာလေထဲမှာပဲပေါက်ကွဲသွားခဲ့ပါတယ်။ထိန်းချုပ်ခန်းထဲမှာအတန်နဲ့တိုက်ဆိုင်သွားခဲ့ပါတယ်။ဒီဒုံးမြန်တွေတူအီလွန်ဟာဒေါ်လာတန်း100လောက်ဆုံးရှုံးခဲ့ရပါတယ်။ SpaceX မှာတော့နောက်ဆုံးတစ်ခါလွတ်တင်ဖို့လောက်ပဲရန်ပုံငွေကျန်မာတော့တယ်။ဒီတစ်ခါမအောင်မြင်တော့ SpaceX ဟာထာဝရပျောက်ကွယ်သွားတော့မှာပါ။တစ်ဖက်မှာလည်း SpaceX ကရုန်းကန်နေရတယ်လို့တစ်ဖက်မှာလည်းအီလွန်မတ်ရဲ့ဒုတိယကုမ္ပဏီဖြစ်တဲ့ Tesla ကလည်းပစ္စည်းဖို့အဆုံးစွမ်းတာထိရောက်နေခဲ့ပါပြီ။အီလွန်ဟာအာကာသလုပ်ငန်းတွေဝင်လာတော့ကသူ့မော်တော်ကားလုပ်ငန်းကိုလေ့လာနေခဲ့ပါတယ်။အီလွန်တည်ထားတာကအဲ့ဒီခေတ်ကကားတွေဟာရုပ်ချင်းလောင်စာတွေပေါ်မှာပဲမိခိုနေရပြီးတော့ရုပ်ချင်းလောင်စာတွေကလည်းလျင်မြန်စွာကုန်ဆုံးနေတယ်ဆိုတာပါပဲ။နောက်ပြီးတော့သူတို့ကလေထုညဉ့်ညံ့မှုလည်းဖြစ်စေပါတယ်။ဒါကြောင့်သူ့ရဲ့ခံမှန်းချက်ကအနာဂတ်မှာအစိုးရတိုင်းဟာတန်ရှင်းတဲ့စွမ်းအင်သုံးကားတွေစီပြောင်းချင်ကြလိမ့်မယ်ဆိုတာပါပဲ။အတူချုံပြောရရင်တော့လျှက်စစ်ကားတွေကအနာဂတ်ပါပဲ။အဲ့ဒီချိန်တုန်းကကုမ္ပဏီတချို့ကလျှက်စစ်ကားတွေထုတ်ခဲ့ပူပါတယ်။ဥပမာ General Motor ရဲ့ EV1 ပေါ့။နေကွေးတယ်ဈေးကြီးတာနဲ့ခီးကွာဝေးမသွားနေတာကြောင့်အကုန်လုံးကြာရှုံးခဲ့တာပါပြောရင်အဲ့ဒီကားတွေကကောက်ကင်းတွေမှာသုံးတဲ့ဘက်ထရီကားတွေလောက်ပါပဲ
ဒါကြောင့်မော်တော်ကားကုမ္ပဏီတွေကလျှက်စစ်ကားတွေကိုစိတ်ဝင်စားကြတော့ပါဒီလိုနားလည်ထားတာကလျှက်စစ်ကားတွေကအောင်မြင်ခြင်းအမြန်နှုန်းခရီးကွာဝေးနဲ့ဈေးနှုန်းနဲ့တန်ဖိုးပိုင်းမှာဓာတ်ဆီကားတွေထဲပိုပြီးကောင်းရမယ်ဆိုတာပါပဲခံကောင်းစွာနေပဲသူ့ရဲ့အဲ့ဒီရည်မှန်းချက်နဲ့လုံနေတဲ့ startup တစ်ခုကိုတွေ့ခဲ့ပါတယ်ဒါကတော့ Tesla Motor ပါ Tesla ကို Martin နဲ့ Matt ဆိုတဲ့ engineer တွေကစတင်ခဲ့တာဖြစ်ပြီးတော့သူတို့ရဲ့ idea က Roadster လို့ခေါ်တဲ့စွမ်းဆောင်ရည်မြင့်လျှက်စစ်ကားတစ်စီးတိစောက်ဖို့ပါရိုးရိုးလျှက်စစ်ကားတွေက lead acid battery တွေသုံးကြပါတယ်ဒါပေမဲ့ Tesla ကသူတို့တူတည်တဲ့မှာတွေ့ရှိတာက Roadster ဟာမြန်မြန်အားသွင်းနိုင်ပြီးကီလိုမီတာ300အထိတွားနိုင်ဖို့ဆိုရင်ဖုန်းနဲ့ laptop တွေမှာသုံးတဲ့ lithium battery အမျိုးအစားသုံးရမယ်ဆိုတာပါပဲကျွန်တော်အရင်တစ်ခေါက်ဗီဒီယိုမှာပြောထားတဲ့ lithium battery တွေပါပဲနောက်ပြီးသူတို့ရဲ့အစီအစဉ်က Roadster ဟာ4စက္ကန့်အတွင်းမှာကီလိုမီတာ100လောက်ထိမြန်နှုန်းရောက်နိုင်ဖို့ပါဒီ area ကိုမြင်တော့ Elon က2004ခုနှစ်မှာ Tesla ကိုဒေါ်လာ 6.5 သန်းနဲ့ယင်းနှိမ့်မြုပ်နှံပြီးတော့အဓိကယင်းနှိမ့်မြုပ်နှံသူဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ Tesla ရဲ့ area ကရဲရင်သလောက်အကောင့်ထဲပေါ်ရတာလည်းအရန်ကိုခက်ခဲပါတယ်။ Lithium ion battery တွေကနည်းပညာအသစ်ဖြစ်နေပြီးတော့ကားမှာသုံးဖို့ပြင်ဆင်ရတာကအရန်ကိုခက်ခဲပါတယ်။နောက်ပြီး Tesla က Roadster တစ်စီးကိုဒေါ်လာ 6,000 ခွဲလောက်နဲ့ပဲရောင်းနိုင်မယ်လို့ခန့်မှန်းခဲ့ကြတာပါ။ဒါပေမဲ့2009ခုနှစ်မှာကားတစ်စီးထုတ်လုပ်မှုစရိတ်ကဒေါ်လာ1 သန်းအထိရောက်သွားခဲ့ပါတယ်။ဒီလောက်ထိဈေးကြီးနေရင် Tesla ရဲ့စီးပွားရေးပုံစံကလုံးဝကိုပြိုလဲသွားမှာပါ။ဒီအခြေအနေရဲ့အရေးကြီးဆုံးပုံစံကိုနားလည်ပြီးတော့ Elon Musk ကုမ္ပဏီ Tesla ရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဘာအဓိကချက်မှမလုပ်ရသေးခင်မှာပဲ2008ခုနှစ်ကမ္ဘာ့ဘဏ္ဍာရေးအကျပ်တဲဝင်လာပြီးတော့မော်တော်ကားလုပ်ငန်းကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။ SpaceX ကလွှဲရင် Elon ရဲ့ငွေတွေအားလုံးက Tesla မှာရင်းနှီးမြှုပ်နှံပြီးသားဖြစ်နေပါပြီ။တခြားရင်းနှီးမြှုပ်နှံသူတွေကလည်းပိတ်ဆံထပ်မထည့်တော့ပါဘူး။ရလက်အနေနဲ့ Tesla ဟာဒေဝါလီခံရဖို့အဆုံးစွန်ထိရောက်နေပါပြီ။ပြောရရင်2008ခုနှစ်မှာတစ်ဖက်မှာကဒုံးပြန်သုံးခါပြတ်ကြပြီးတော့ပစ္စည်းဖို့နီးနေတဲ့ Elon Musk ရဲ့ SpaceX နောက်တစ်ဖက်မှာတော့ဒေဝါလီခံရတော့မဲ့ Tesla Motorဒီလိုအခြေအနေမျိုးမှာအကျိုးအကြောင်းဆင်ခြင်နေတဲ့လုပ်ငန်းရှင်တိုင်းဆိုရင်တော့ရန်ပုံငွေတွေရှာပြီးတော့ကုမ္ပဏီနှစ်ခုတည်းကတစ်ခုကိုကယ်တင်ပါပါဒါပေမဲ့ Elon Musk ကအဲ့ဒီလိုမဟုတ်ပါဘူးသူပိုင်ဆိုင်တဲ့ပစ္စည်းတချို့ကိုရောင်းပြီးတော့ Tesla ကိုအသက်ဆက်ဖို့အတွက်အဲ့ဒီပိုက်ဆံတွေကိုရင်းနှီးမြှုပ်နှံခဲ့ပါတယ်ဒါနဲ့အတူသူကိုယ်တိုင်လည်း Falcon 1ရဲ့စတုတ္ထမြောက်လွှတ်တင်မှုကိုစတင်ခဲ့ပါတယ်နောက်ဆုံးမှာတော့2008ခုနှစ်ဒီဇင်ဘာလမှာ Falcon 1ရဲ့စတုတ္ထမြောက်လွှတ်တင်တဲ့နေ့ကိုရောက်လာခဲ့ပါပြီ။တစ်ခါပြန်ပြီးတော့ Falcon 1ဟာပြစ်လွတ်တဲ့နေရာမှာအဆင်သင့်ဖြစ်နေပါပြီ။ SpaceX ရဲ့အနာဂတ် Elon Musk ရဲ့အနာဂတ်တွေကဒီဒုံးပြန်တစ်ခုပေါ်မှာပဲတည်နေတာပါ။ခေါင်းတောင်ပြီးသွားလို့ဒုံးပြန်ကပြန်တက်လာပါတယ်။ပထမဆင့်အောင်မြင်သွားပါတယ်။ဒုတိယဆင့်အောင်မြင်ပါတယ်။တတိယဆင့်လည်းအောင်မြင်ပါတယ်။ဒါပေမဲ့ဘယ်သူမှဂုဏ်မပြုကြသေးပါဘူး။အားလုံးကတိတ်ဆိတ်ပဲငေးကြည့်နေကြပါတယ်။ခဏကြာမှာတော့ထိုင်းချုပ်ခန်းတွေကလူတွေအားလုံးပျော်ရွှင်စွာအော်ဟစ်ကြပါတော့တယ်။စကွရင်ပေါ်မှာတီးပြစ်ချစ်ပေါ်လာပြီးတော့ Falcon 1ဟာအာကာသပန်လန်းကျောင်းတွေကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ Falcon 1ဟာဒီလိုလုပ်နေတဲ့ကမ္ဘာပထမဆုံးပုဂ္ဂလိကကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ရသတပတ်အနည်းငယ်ကြာမှာပဲ NASA က SpaceX ကိုဒေါ်လာ 1.6 သန်းတန်ဖိုးရှိတဲ့စာချုပ်တစ်ခုကိုချုပ်ဆိုပေးခဲ့ပါတယ်။ဒီစာချုပ်အရ SpaceX ဟာအပြည်ပြည်ဆိုင်ရာအာကာသစခန်းကိုကုန်ပစ္စည်းတွေပို့ပေးရမှာပါ။ဒီစာချုပ်တွေကြောင့် SpaceX ဟာကမ္ဘာအကောင်းဆုံးပုဂ္ဂလိကကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ဖက်မှာ Tesla ကတော့ရုန်းကန်နေရသေးပါ။ဒါကြောင့် Elon ကယင်းနှိမ့်မြုပ်နှံသူတွေကိုကိုယ်တိုင်ဆက်သွယ်ပြီးတော့ကားကအဆင်သင့်ဖြစ်နေုံနဲ့မကပဲလူထောင်ပေါင်းများစွာကကြိုတင်မှာယူထားကြပြီဆိုတာရှင်းပြခဲ့ပါတယ်။သူတို့ကကားကိုအမြောက်များထုတ်လုပ်ပြီးတော့ဖောက်တယ်တွေစီပို့ပေးဖို့ရန်ပုံငွေပဲလိုတာပါ။နောက်ဆုံးတော့ Elon ရဲ့စူးစမ်းမှုအသီးအပွင့်ရလာခဲ့ပါတယ်။ခရစ်စမတ်အကြိုနေ့မှာပဲသူကဒေါ်လာတန်း40ရေးပေါ်ရန်ပုံငွေရခဲ့ပြီးတော့ Tesla ဟာပစ္စည်းလူနီးပါးအခြေအနေကနေကယ်တင်နိုင်ခဲ့ပါတယ်။ဒီရန်ပုံငွေတွေနဲ့ Tesla ဟာ Roadster ကိုအမြောက်များထုတ်လုပ်ပြီးတော့ပို့ဆောင်ပေးနိုင်ခဲ့ပြီးသူရဲ့အောင်မြင်မှုကလက်စစ်ကားတွေဟာမြန်ဆန်ပြီးတော့ခီးဝေးသွားနိုင်ကခံညားတယ်ဆိုတာကိုကဘာကိုသက်သေပြခဲ့ပါတယ်။ဒါပေမဲ့ပြဿနာလေးတစ်ခုတော့ရှိနေပါတယ်။ Roadster ကထိုင်ကုန်နှလုံးပဲပါတာပါ။အရန် CGB တီးတန့်ဖောက်တဲ့တဲ့လှုပ်ပေးထားတာပါ။ Elon သိထားတာက Tesla ကရေရှည်မှာအောင်မြင်ပြီးတော့ကြီးမားတဲ့မော်တော်ကားကုမ္ပဏီဖြစ်ချင်ရင်လူလူတက်နိုင်တဲ့ဈေးနဲ့ကားတွေထုတ်ရမယ်ဆိုတာပါပဲ။ဒါကြောင့်2012ခုနှစ်မှာ Tesla ဟာ Model S ကိုလွှတ်တင်ခဲ့ပါတယ်။၄စက္ကန့်တွင်းမှာပဲ60ခွင်ကီလိုမီတာအထိမြန်နှုန်းရတဲ့ပရီမီယံလျှက်စစ်ကားတစ်စီးဖြစ်လာခဲ့ပါတယ်။တခါအားသွင်းရင်ကီလိုမီတာ900လောက်ထိသွားနိုင်ပြီးတော့ပုံစံဒီဇိုင်းကလည်းအရန်ကိုမိုက်ပါတယ်။ဒါပေမဲ့ Model S မှာထူးခြားဆုံးချက်ကတော့ဒါကကားသက်သက်မဟုတ်ဘဲနဲ့ကွန်ပျူတာပါဖြစ်နေတာပါ။သူ့မှာ16လက်မှရှိတဲ့ touch screen ပါရှိပြီးတော့အဲဒီကနေတစ်စင်ကားရဲ့လှုပ်ဆောင်ချက်တွေမီလုံးအဲကွန်လမ်းညံမှုတွေဖြောပြရေးစားတဲ့ຢာတွေကိုထိန်းချုပ်နိုင်ပါတယ်။ပြီးတော့ laptop ဒါမှမဟုတ်ဖုန်းလိုမျိုးပဲ software upgrade တွေကနေတစ်စင်အဆင့်မြင့်တွေမှုတွေကိုလုပ်နိုင်ပါတယ်။ဖောက်တဲ့တွေကကားနားရောက်လာတာနဲ့ကားတကားကအလိုလျောက်ပွင့်သွားမှာဖြစ်ပါတယ်။ဒီချက်တွေအားလုံးကြောင့် Model S ဟာကောင်းတဲ့လျှက်စစ်ကားတစ်ခုတွေမဟုတ်ဘဲနဲ့ရှိပြီးသားကားတွေအားလုံးထဲအများကြီးကိုတာလွန်နေတာပါ။
ထွက်လာတာနဲ့ Model S ကအရန်ကိုအောင်မြင်သွားပြီးတော့ Motor Trend ကကားအောက်တရီရစုကိုချီးမြှင့်ခဲ့ပါတယ်နောက်ဆုံးမှာတော့ Tesla ဟာ MBO တင်လက်ရုံနဲ့မကဘဲနဲ့2013မှာအမြတ်ငွေလည်းစတင်ရရှိခဲ့ပါတယ်နောက်ပိုင်းမှာ Tesla ဟာ Model X, Model 3နဲ့ Model Y တို့ကိုထုတ်လုပ်ခဲ့ပြီးတော့2019ခုနှစ်မှာ Tesla ဟာကမ္ဘာ့တန်ဖိုးအကြီးဆုံးကားကုမ္ပဏီဖြစ်လာခဲ့ပါတယ်ဒီနေ့မှာတော့ Tesla ဟာကားတွေကိုကိုယ်တိုင်မောင်းနေနေတဲ့စနစ်စီအလွန်နီးကပ်နေပြီးတော့တစ်ဖက်မှာလည်း SpaceX က Falcon 1ကိုလွှတ်တင်ခဲ့ပြီးတော့ Falcon 1တဲ့အာကာသထဲကိုပစ္စည်း90ဆပို့ပြီးတော့တင်ပို့နိုင်ပါတယ်2015ခုနှစ်မှာတော့ပြန်သုံးလို့ရတဲ့ဒုံးပြန်တွေကိုလွှတ်တင်ခဲ့ပြီးတခါလွှတ်တင်တိုင်းဒုံးပြန်အသေးတိဆောက်เสียမလို့တော့တဲ့အာကာသခီးသွားစရိတ်ကိုတိတိတတ်တာရှော့ချနိုင်ခဲ့ပါတယ်SpaceX ကနေတစဉ် Elon Musk ဟာ Starlink ဆိုတဲ့နာမည်နဲ့ဂျိုရုထောင်ပေါင်းများစွာကိုလွှတ်တင်ပြီးတော့ကမ္ဘာနေရာတော်တော်များများကိုမြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုတွေပေးနေပြန်ပါတယ်အခုကျွန်တော်တို့သုံးနေတဲ့ Starlink နဲ့ပေါ့ဒီနေ့မှာတော့သူတို့ရဲ့အကြီးဆုံးဒုံးမြန် Starship ကိုတိစောက်နေပြီးတော့လူသားတွေကိုအင်ကာဂျိုကိုခေါ်သွားနိုင်ဖို့စီစဉ်နေပါတယ်ဒါပြင်သယ်ယူပို့ဆောင်ရေးကိုပြောင်းလဲဖို့ Elon Musk ဟာ The Boring ကုမ္ပဏီနဲ့ Hyperloop ကိုလည်းစတင်ခဲ့ပါတယ်2015ခုနှစ်မှာတော့လူအုံနောက်ထဲကိုကွန်ပျူတာချစ်ပြားတွေထည့်သွင်းပြီးတော့အုံနောက်နဲ့ကွန်ပျူတာဆိုင်ရာဒိတ်ရိုက်ဆက်သွင်းနေအောင် Neuralink ကိုလည်းစတင်ခဲ့ပါတယ်။ Elon Musk ရဲ့နောက်တစ်ခုကတော့2023ခုနှစ်မှာ Twitter ကိုဝယ်ယူပြီးတော့ Social Media လောကထဲကိုဝင်လာတာပါ။ဒါနဲ့အတူ XA ကတဆင့် AI ကုမ္ပဏီတစ်ခုကိုလည်းစတင်ခဲ့ပါတယ်။ဒီကုမ္ပဏီတွေအားလုံးကြောင့် Elon Musk ဟာကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုဟာကမ္ဘာသမိုင်းမှာဘယ်တော့မှမရှိခဲ့ဘူးတဲ့ American dollar 1 trillion ထိရှိလာခဲ့ပါပြီ။ပြောရရင်သူ့အောက်မှာရှိတဲ့ကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်၄ယောက်ရဲ့ပိုင်ဆိုင်မှုနဲ့ညီမျှတယ်လို့တောင်ဆိုလို့ရပါတယ်။ဒါပေမဲ့ Elon Musk ကချမ်းသာတဲ့လောက်ဝေဖန်ခံရမှုလည်းများပါတယ်။ Twitter ကိုဝယ်ယူပြီးတဲ့နောက်မှာတော့မှဝန်ထမ်းထောင်ပေါင်းများစွာကိုတခါတည်းနဲ့အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ရွေးကောက်ပွဲအတွက်ဒေါ်လာတန်180အထိလှူဒန်းပြီးတဲ့နောက်မှာတော့ Elon ဟာသမ္မတ Trump နဲ့အတော်လေးကိုရင်းနှီးလာခဲ့ပါတယ်။ဒီအတွက်ကြောင့်သူကငွေကြေးနဲ့နိုင်ငံရေးအာဏာကိုပေါင်းစပ်ထားတဲ့အင်အားကြီးသူဖြစ်လာခဲ့ပါပြီ။တချို့ကသူ့အလွဲသုံးစားလုပ်မလားလို့စိုးရိမ်နေကြပါတယ်။ဒါပေမဲ့ဒါတွေအားလုံးကြားထဲမှာပဲ Elon နဲ့ပတ်သက်ပြီးတော့တရားရခိုင်နှုန်းအမှန်ကန်ဆုံးဖြတ်ချက်တစ်ခုကတော့သူ့ကိုချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေတင်ကသူ့ကိုလစ်လျူရှုလို့တော့မရပါဘူး။ဘာလို့လဲဆိုတော့သူကအနာဂတ်ကိုထိုင်ဆောက်နေသူမဟုတ်ဘဲနဲ့အနာဂတ်ကိုပုံဖော်တည်ဆောက်နေတဲ့သူဖြစ်နေလို့ပါပဲ။ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝဖြတ်သန်းမှုနဲ့အနာဂတ်နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေကသူ့အပေါ်မှာအများကြီးမှီတည်နေပါတယ်။ဒီနေ့မှာတော့သူဟာဒုံးပြန်တွေလျှက်စစ်ကားတွေနဲ့ AI နည်းပညာတွေကိုဖန်တီးပြီးတော့ကမ္ဘာသမိုင်းမှာဘယ်တော့မှမရှိခဲ့ဘူးတဲ့ကမ္ဘာထရီလီယံနာတထေကြီးဖြစ်လာနေပါပြီ။ဒီ Elon Musk ရဲ့ဇာတ်လမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတွက်တွေးစရာတွေနဲ့အတူယူစရာတွေအများကြီးကြံခဲ့ပါတယ်။အခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေသား Elon Musk လိုမျိုးမွေးဖွားလာခဲ့မယ် Elon Musk လိုနေရာမျိုးမှာသာကြီးပြင်းခဲ့ရမယ်ဆိုရင်သင် Elon Musk လိုတယောက်ဖြစ်လာနိုင်မှာသလား။သုံးသက်ကြည့်ပါကိုယ့်ရဲ့အတွေးခေါ်ယူဆစိတ်ဓာတ်ပိုင်းဆိုင်ရာအုံနောက်ပိုင်းဆိုင်ရာနဲ့တွေးကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့မဖြစ်နိုင်ပါဘူး။သို့တော့ဖြစ်နိုင်ခြေတွေလည်းရှိပါတယ်။ Elon Musk ကအခြေအနေကောင်းတွေကြောင့်ဒီလိုနေထားကိုရောက်လာခဲ့တယ်ဆိုပေမဲ့သူ့ရဲ့ငကိုဗီဇာအတွင်းရှိလာတဲ့သူ့ရဲ့စိတ်ဓာတ်ရင်းနဲ့သူ့ရဲ့အုံနောက်ဖွံ့ဖြိုးမှုတွေကသူ့ကိုအများကြီးပံ့ပိုးပေးပါတယ်။ဒါကပို့ပြီးတော့သူ့အတွက်အောင်မြင်စေတဲ့ Elon Musk တယောက်ပြီးသားစေတဲ့အရာတစ်ခုဖြစ်လာစေပါတယ်။ Elon Musk ကဘယ်နေရာမှာမဆိုအားနည်းချက်တစ်ခုတွေ့လိုက်တာနဲ့လှုပ်ဆောင်လို့ရမယ်လှုပ်ဆောင်နိုင်ချက်ကိုပါတခါတည်းကွကွကွန်းကိုတည်နေတာဖြစ်ပါတယ်။တွေးမိနေတာပေါ့။ကျွန်တော်တို့မှဒီလိုမျိုးတွေးရှိဖို့လိုပါတယ်။ကျွန်တော်တို့တခုခုလုပ်ရင်းနဲ့မအောင်မြင်တာအဆင်မပြေတာတွေတွေးလို့ရှိရင်ကျွန်တော်တို့ကမပြေတာတခုလည်းမမြင်ပဲနဲ့တခြားဘက်ကနေကြည့်ရင်ဘာတွေအကျိုးမြတ်ရနိုင်မလဲဆိုတဲ့အတွေးမျိုးပါ။ဥပမာဘန်စနစ်တွေကအရန်နေတယ်လို့ Elon Musk ကမြင်လိုက်တော့မြန်ဆန်အောင်ဘယ်လိုလုပ်မလဲဆိုပြီးတော့သူတွေးပါတယ်။ဒုံးပြန်တွေကိုယ်တိုင်မတီးဆောက်နိုင်တဲ့အခါကျတော့ရုရှားကိုသွားပြီးတော့ဒုံးပြန်တွေဝယ်ပဲဒါပေမဲ့ရုရှားကသူ့ကိုမရောင်းပါဘူး။ဈေးတွေအများကြီးပြီးတော့ဈေးတွေတင်ပါတယ်။ဒီတော့ Elon Musk မဝယ်နိုင်ခဲ့ဘူး။ဒါပေမဲ့သူလေပေါ်မှာပဲချစ်ချင်းပဲဒီဒုံးပြန်တစ်ခုတီးဆောက်ဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့လှုပ်ဆောင်နိုင်ချက်တွေ possibility တွေကိုအများကြီးကြည့်ပါတယ်ဒီအချက်ကပဲသူ့ကိုပို့ပြီးတော့အောင်မြင်စေပါတယ်ပြီးတော့နောက်တစ်ခုကတော့သူ့ရဲ့ဇွဲပါသူ Falcon 1လက်တုံးကဒုံးပြန်တွေတစ်ခုပြီးတစ်ခု၃ချိန်ဆက်တိုက်ထိကြာရှုံးခဲ့ပါတယ်ကျွန်တော်တို့ဘုံမှာတစ်ချိန်နှစ်ချိန်လောက်ကြာရှုံးရင်ကျွန်တော်တို့ကလဲထခြင်းစိတ်မရှိတာများပါတယ်အများစုပြောတာပါအောင်မြင်နေတဲ့သူတွေကြီးပွားတိုးတက်နေတဲ့သူတွေတော့မပါတော့ပါဘူးသူတို့ကတော့အများတန်းလို့10ချိန်ကြာရင်လည်းပြန်ထကြမှာပါကျွန်တော်တို့ဒါကြောင့်ဒီ Elon Musk တယောက်အောင်မြင်နေတာကကာလန်ဒေသအခြေအနေအချိန်ခါတွေကြောင့်အောင်မြင်နေတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ခေါင်းထဲမှာရှိနေတဲ့အတွေးခေါ် idea တွေနဲ့စိတ်ဓာတ်ဇွဲရှိမှုကြောင့်လို့ကျွန်တော်ကသုံးသပ်ချင်ပါတယ်။ဘာလို့လဲဆိုတော့ Elon Musk လိုလူတွေ Elon Musk လိုခွင့်ရခဲ့တဲ့သူတွေအဲ့ဒီမှာ
မနေမနှောရှိခဲ့မှာပါပဲ။ Elon Musk ကကွန်ပျူတာလေးတစ်လုံးဝယ်ဖို့တောင်သူ့အဖေကိုအများကြီးပူစာခဲ့ရပါတယ်။ကြံတဲ့တထေးသားတွေဆိုရင်တော့ဒီလိုကွန်ပျူတာတွေကိုဂိမ်းဆော့ဖို့အတွက်ဝယ်ထားကြမှာပါပဲ။ဒါပေမဲ့ Elon Musk ကဂိမ်းဆော့ဖို့အတွက်ပဲမဟုတ်ဘဲနဲ့အဲ့ဒီဂိမ်းကိုသူဘယ်လိုတီထွင်ရမလဲဆိုပြီးတော့ကုတ်တင်ရင်းနှီးတွေကိုကလေးပေမဲ့လေ့လာပြီးတော့လုပ်ခဲ့ပါတယ်။အခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့ကမ္ဘာထရီလီယံနာတထေးကြီး Elon Musk ရဲ့အကြောင်းကိုအားလုံးစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။တကယ်လို့စိတ်ဝင်စားရင်နောက်ထပ်ဘယ်သူအကြောင်းတွေကိုသိချင်ပါတယ်လဲ comment မှာမှတ်ခဲ့ပါဦး။ကျွန်တော်ထပ်ပြီးတော့စူးစမ်းပြီးရှာဖွေတင်ဆက်ပေးပါဦးမယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကိုဖြိုးပါ။